ဒီအဖိုးအိုကသူ့ဘဝကိုအဆုံးစီရင်ဖို့ဆုံးဖြတ်ထားတဲ့သူပါသူဟာကျိုးကွင်းကိုသူ့လေပင်မှာဆွတ်လိုက်ပါပြီကဒါပေမဲ့အဲ့ဒီအချိန်မှာပဲဘဲကမှန်းမသိတဲ့တင်မင်းကရုတ်တရက်ပေါ်လာပါတော့တယ်ကတင်မင်းကသူ့ကိုသူ့ရဲဘောကြောင့်သူလို့ခေါ်လိုက်ပြီးယူသိမယ်ဆိုရင်တောင်ဒီထက်ပိုကောင်းတဲ့နေရာကိုသူကိုယ်တိုင်ရွေးချယ်ပေးမယ်လို့ပြောပါတယ်ကအဖိုးအိုဘာမှပြန်မပြောနိုင်ခင်မှာပဲတင်မင်းကသူ့ကိုတခြားတနေရာကိုခေါ်ဆောင်သွားပါတော့တယ်ကသူတို့ရောက်သွားတာကတော့ Golden Gate တရားကြီးပေါ်မှာပါလားအောက်မှာကားတွေအရှိန်နဲ့မောင်းနေတဲ့တကယ်အမြင့်ကြီးပေါ်ကတင်မင်းကသူ့ကိုခုံချလိုက်လို့ပြောပေမဲ့အဖိုးအိုကတော့တိတ်မပြောပုံရဘူးကအဲ့ဒါကြောင့်တင်မင်းကမလောပါနဲ့အောင်ဆိုပြီး Eiffel Tower ကိုထက်ခေါ်သွားပြန်တဲ့ကအမွှေးတိုင်တိုင်ကုန်တဲ့အထိအချိန်ပေးမယ်လို့ပြောပေမဲ့လည်းအဖိုးအိုကမခုံရဲသေးပါဘူးကအဖိုးအိုတုံရင်ပြီးတုံဆိုင်နေတာကိုမြင်တော့တင်မင်းကသူ့ကိုဆွဲကင်ပြီးအတူတူခုံချလိုက်ပါတော့တယ်ကနောက်တစ်စက္ကန့်မှာတော့သူတို့စီးနှင်းတွေဖုံးနေတဲ့တော်ရိုင်းတဲကိုရောက်သွားကြတယ်ကတင်မင်းကတော့ဆက်ပြီးပျော်နေတော့ပဲဒါပေမဲ့ကတော့ဆက်ပြီးပျော်နေတော့ပဲဒါပေမဲ့3စက္ကန့်အတွင်းမှာပဲအဖိုးအိုကရေခဲတုံးကြီးလိုခဲသွားတာကိုမြင်တော့တင်မင်းကနည်းနည်းညှိငွေ့သွားတယ်ကဒါပေမဲ့တင်မင်းမှာကအကြံတွေအများကြီးရှိသေးတာကိုကအဖိုးအိုကိုမိတောင်စီခေါ်သွားလိုက်လို့ရေတခွန်တွေပေါ်ကနေအတူတူခုံချလိုက်နဲ့အဲ့ဒီနောက်ပိုင်းမှာတော့အဖိုးအိုဟာထူးဆန်းတဲ့အတွေ့အကြုံမျိုးစုံကိုဖြတ်တန်းခဲ့ရပါတယ်ကနောက်ဆုံးမှာတော့သူဟာယထာတန်လန်းပေါ်မှာလဲရှောင်းနေတာကိုသတိပြုမိသွားတယ်ကသူ့စီကိုတချိန်ထိုးမောင်းလာတဲ့ယထာကြီးကိုမြင်လိုက်ရတဲ့အခါသူအရန်ထိတ်လန့်သွားပြီးနောက်ကိုဆုတ်လိုက်မိပါတယ်ကသူ့ဘဝမှာပထမဆုံးအချိန်အဖြစ်ရှင်တန်ချင်စိတ်တွေဖြစ်ပေါ်လာတာပါဒါပေမဲ့တင်မင်းကနောက်ကျသွားပြီးလို့ပြောလိုက်ပြီးယထာကြီးကသူ့ကိုယ်ပေါ်ကိုဖြတ်မောင်းသွားပါတော့တယ်ကအဖိုးအိုမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူဟာသူ့ရဲ့အိမ်ငါးခန်းလေးတွေကိုပြန်ရောက်နေပါပြီကတကယ်တော့ဒါဒီအားလုံးကအိမ်မက်လိုအာယုံချောက်ချမှု illusion ကြောင့်မှုတခုသာဖြစ်ခဲ့တာပါလားအခုတော့အဖိုးအိုကရှင်တန်ဖို့ပဲရွေးချယ်လိုက်ပါပြီကအိမ်ကနေအထွက်မှာသူကတင်မင်းကိုငါဒီလောကကြကြီးကိုရင်ဆိုင်ဖို့ထွက်သွားပြီလို့ပြောခဲ့ပါတယ်ကတင်မင်းကတော့သူ့အတွက်တကယ်ကိုဝမ်းသာနေခဲ့တာပါလားဒါပေမဲ့အဖိုးအိုတစ်သက်လုံးမသိသွားခဲ့တဲ့အချက်ကတော့အဲ့ဒီတင်မင်းဟာတကယ်တော့ရုပ်ဖြတ်ထားတဲ့ကောင်းကင်တမန်တစ်ပါးပဲဖြစ်ပါတော့တယ်က